ခေတ်ဆက်ဆက်မှာကာကွယ်ဆေးတွေကရင်သွေးငယ်တွေမိသားစုတွေနဲ့လူမှုအတိုင်းအဝိုင်းတစ်ခုလုံးကိုဘေးကင်းလုံခြုံစေခဲ့ပါတယ်။နောင်နာဂတ်တွေမှာလည်းမျိုးဆက်တိုင်းရဲ့ကျန်းမာပျော်ရွှင်ခြင်းအတွက်ကာကွယ်ဆေးတွေကတာဝန်ကျေပွန်စွာဆက်လက်ကာကွယ်ပေးနေအောင်ပါပါ။နေအောင်ကြည့်လို့ကပါမြေအတွက်နှွေထွေးစေနိုင်ဖို့ခြေစင်တွေလိုနိုင်သလောက်အလင်းပေးစေခြင်းလို့ဘာမဆိုရင်ဆိုင်နိုင်တဲ့ကလေးလေးဖြစ်စေဖို့ရွှေအောင်စီချဲအိမ်မများအတွက်ကြမ်းမာဖို့လို့ကြုံမမြင်နိုင်တဲ့ဝေဒနာများချိန်ချောက်လာနိုင်လို့ဒီကဘာမြေဟာအန်တရေများတဲ့ပိုးမွားတွေဆုံးဖို့နာမချမ်းခြင်းတဲ့ယောဂများအဝေးဆုံးဝေးစေဖို့အဖြေဟာဒီမှာကာကွယ်စေမမထိုးနှံတိုက်ကြွေးစို့လူသားအလုံးချမ်းသာဖို့လက်တွဲကြိုးစားထမ်းဆောင်လို့တို့ချေကာကွယ်အောင်မြင်မှုများသောစေတနာရှင်နာစာနာမှုနဲ့လူလူနေနဲ့အနာဂတ်များအတွက်အလုံးကိုစီတာဝန်တွေရှိလို့ကျွေးပါအသက်ရွယ်လိုက်ကာကွယ်စေးများအမိမြေထွန်းတာခွန်အားမေတ္တာတရားရဲ့သင်္ကေတလာပါရာရာခမေပါချစ်ချင်းတရားတွေဖော်ကျူရမျိုးဆက်တိုင်းအတွက်ကာကွယ်မှုတွေပေးစွမ်းတာလ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 ူသားအလုံးချမ်းသာဖို့လက်တွဲကြိုးစားထမ်းဆောင်လို့မျိုးဆက်တိုင်းအတွက်ကာကွယ်မှုပေးဖို့စေတနာချင်းနာစာနာမှုနဲ့နုနုနေနဲ့အနာဂတ်များအတွက်အလုံးကိုစီတာဝန်တွေရှိလို့ထိုးနှံပေးပါတိုက်ကျွေးပါအသက်ရွယ်လိုက်ကာကွယ်စေးများအမိမြေထွန်းတာခွန်အားမေတ္တာတရားရဲ့သင်္ကေတလာပါရာရာခမေပါချစ်ချင်းတရားတွေဖော်ကျူရမျိုးဆက်တိုင်းအတွက်ကာကွယ်မှုတွေပေးစွမ်းတာလ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 ာမျိုးဆက်တိုင်းကိုကာကွယ်ထားကာကွယ်စေးဤစွမ်းပက